Android phone တွေမှာ screen ပိတ်တဲ့အခါ power key လေးကိုဇက်တိုက်နှိပ်လို့ရှိရင်ဒီ key လေးပြတ်သွားမှာကိုစိုးရိမ်တတ်ကြပါတယ်။အဲ့တော့ကျွန်တော်တို့က screen ကိုနှစ်ချက်တောက်ပြီးတော့ပဲဖြစ်ဖြစ်ဒီ screen ပေါ်မှာ lock time icon လေးကို widget လေးတင်ထားပြီးတော့ပဲဖြစ်ဖြစ်ဒါလေးကိုနှိပ်ပြီးတော့ပိတ်လေးရှိကြပါတယ်။ဒီနေရာမှာသတိထားရမှာကတချို့ user တွေကဒီ feature လေးတွေကိုရှာမတွေ့တဲ့အတွက်ဒီ Play Store လို့နေရာမျိုးကနေပြီးတော့ lock screen application လေးတွေကိုသွင်းတတ်ကြတယ်။အဲ့လိုသွင်းတဲ့အခါမှာကျွန်တော်တို့ fingerprint နဲ့ face unlock သုံးလို့မရတာမျိုးတွေ ADS အရန်တက်လာတာမျိုးတွေဖုန်းမှာ virus ဝင်လာတဲ့အထိပါသူကဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်ဒီ Android phone တွေရဲ့ power key နဲ့မဟုတ်ဘဲနဲ့အလွယ်ကူဆုံး screen ပိတ်နည်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Samsung မှာဆိုရင် setting တွေက advanced features ကိုသွားလိုက်မယ်။အဲ့ထဲကမှ motion and gesture ဆဲမှာdouble tap to turn on screen နဲ့ double tap to turn off screen လေးကိုဖွင့်ပေးလိုက်ရင်ရပါပြီ။ Oppo နဲ့ OnePlus မှာကျွန်တော်တို့ setting တွေက home screen, lock screen style နဲ့ကိုရောက်လို့ရှိရင်အောက်ကိုဆွဲချပြီးတော့ဒီ home screen setting ထဲမှာ double tap empty space to lock screen ဆိုတာလေးကိုဖွင့်ပေးပြီးရင်ပြန်ထွက်လိုက်မယ်။နောက်ပြီးတော့ lock screen setting နဲ့ကိုပြန်ဝင်ပြီးတော့ double tap to turn on turn off screen ဆိုတာလေးကိုဖွင့်ပေးလိုက်ရင်ရပါပြီ။ Vivo နဲ့ iQ ဖုန်းတွေမှာဆိုရင်တော့ကျွန်တော်တို့ setting နဲ့ကိုဝင်ပြီးတော့ shortcuts and accessibility တွေက smart motion မှာ smart screen ဆိုတာကိုဆက်သွားမယ်။နောက်ပြီးတော့ကျွန်တော်တို့ double tap to wake နဲ့ double tap to turn off screen ဆိုတာလေးကို on ပေးရပါမယ်။ Infinix နဲ့ Tecno ဖုန်းတွေမှာဆိုရင်တော့ကျွန်တော်တို့ setting တွေက accessibility and features ကိုသွားမယ်။ actions and gestures ဆဲမှာ double tap to turn on turn off screen ဆိုတာလေးကို on ပေးလိုက်ရင်ရပါပြီ။ Honor ဖုန်းတွေမှာဆိုရင်တော့ကျွန်တော်တို့ setting တွေက accessibility features ကိုသွားလိုက်မယ်။ shortcut and gestures ဆဲမှာကျွန်တော်တို့ screen on off ဆိုတဲ့နေရာလေးမှာပေါ့နော်။ double tap to wake နဲ့ double tap to turn off screen ဆိုတာလေးကို on ပေးလိုက်ရင်ရပါပြီ။ Huawei ဖုန်းတိုင်ထားရဆိုရင်တော့ကျွန်တော်တို့ဒီ home screen ပေါ်မှာလက်နှစ်ချောင်းနဲ့စုဆွဲလိုက်ပါ။ဒီအောက်ဆုံးမှာ service widget ဆိုတာလေးပေါ်နေပါလိမ့်မယ်။အဲ့ဒီထဲကိုကျွန်တော်တို့ဆက်ဝင်လိုက်မယ်။အောက်ဆုံးကိုဆက်ဆွဲလိုက်ပြီဆိုလို့ရှိရင် widget ဆိုတာလေးပေါ်နေပါလိမ့်မယ်။အဲ့ဒီထဲကိုဆက်ဝင်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီ top ပုံစံပေါ့နော် lock icon လေးပေါ်နေပါလိမ့်မယ်။အဲ့ဒါလေးကိုနှိပ်လိုက်တဲ့အခါမှာသူက home screen ကိုရောက်သွားပြီးတော့ကျွန်တော်တို့နှစ်သက်တဲ့နေရာမှာထားပြီးတော့မှ lock ပိတ်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်အောင်နဲ့ရပါပြီ။နောက်ထပ် Android ဖုန်းတွေမှာလည်းကျွန်တော်ဒီ power key လေးနှိပ်เสียမလို့ပဲနဲ့ screen lock ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုပြောပြပေးသွားပါမယ်။သိချင်တဲ့အမျိုးအစားလေးရှိရင်လည်း comment box မှာမေးခဲ့ပေးလို့ရပါတယ်။အများဆုံးပြန်လည်ဖြေချပေးပါမယ်။ကျေးဇူးတင်ပါတယ်